ကြည်ညိုတဲ့စိတ်ကြောင့်မလို့ငတ်ပြီးရောက်သွားကြတာအနာရောပြောလာပြီးဆိုလို့ရှိရင်ဒီဘာနဲ့ဆင်ကိုကြတယ်စနိကမှာပဲဦးစီးရတယ်။နောက်ပြီးကမှရိုးရိုးပြကြတယ်။အခုသာကုလိညာတာမင်းတို့ကကုသိုလ်ပဲ။လူဖြစ်တဲ့တန်းဖြစ်တဲ့ဘယ်မှာပဲဖြစ်ဖြစ်ရင်းမြတ်တော့အမျိုးမှဖြစ်ရ။မိကြရဲ့အမျိုးမှမဖြစ်ရ။ဥစ္စာကုလိညာရင်းမြတ်တဲ့အမျိုးမှဖြစ်ရ။အဘန်းတော်ပြရတာလို့ဆိုလို့ရှိရင်လည်းဘုရားတော်ကအကြောင်းလေးတွေအဘိဝါဒနာစတိကာမကာမိစုကာမစေကိုကြရဲယုံကြည်ကြရဲဒီအကြောင်းတရားကြောင့်လို့ဥစ္စာကုလိညာတာဝတ္တနိကအကျိုးကိုခံရရရှင်ပြကြွားပါဗျာကြွားပါဗျာဒီဟာထိုင်နေနေခင်များရဲစတိကာမလည်းဝစီတာမိစုကာမဒါရီလို့ရှင်းရမလို့လည်းပဲဟိတကနာဝတ္တနိကဖြစ်လျာဘဝမှာဩဇာတော်တယ်အကျိုးတွေရှိတယ်ဒီဒီပါဆိုတဲ့ဗာနဲ့မနိုင်နိုင်ရှိတယ်ဩဇာကြောင်းနိုင်ရှိတယ်လူသမားရေဩဇာကြောင်းနိုင်ရှိတယ်အဲဒီကုသိုလ်များလုပ်တာပြီဆိုရင်တော့ဩဇာအာဏာညောင်းတဲ့ကုသိုလ်တွေပဲဖြစ်ပါလေဘာသာနာများကြောလာပြီဆိုလို့ရှိရင်ငါဘာကာယမယ်ဆုံးကာယမလားချူဝလေးကာယမလားဘုရားဆောက်ကြတယ်ဒီစိတ်ကလေးဖြစ်တာကမဟာမောဟကဝတ္တတိတာဒီနေ့ဆိုရင်နာမတရားကျော်ဆုံးကာယမယ်မဟာမောဟကဝတ္တတိတာဒီလိုဘောဘောတာဒီစိတ်ရဲ့ချမ်းသာအခုလည်းတရားနဲ့တရားပြီးဆိုရင်လည်းပညာတော်ဝတ္တတိတာကိုဖြစ်တာနော်။ဒါကတော့ဘုရားပြောတဲ့ကြောင့်ဒီတရား၅ပါးရပါပြီ